Mandalay vlog 2လေးရနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်။ကင်းရ holiday လေးကိုကင်းနဲ့ကြူလိုက်ပြီးတော့ enjoy လိုက်လုပ်ပြကြပါဦး။ Day 1 breakfast လေးစားဖို့ဘာတွေပါလဲကြည့်ရအောင်။ဒီနေ့အတွက်က Mandalay မိရှိပါ။ဒါက Day 2 breakfast Mandalay မုတ်တီတုပ်ပါ။ကင်းရ breakfast ကိုပဲနေတိုင်းထည့်ပြီးတော့မရိုက်ပြချင်ဘူးပေါ့နော်။အဲ့ဒါကြောင့်မလို့စားကောင်းတာလေးတွေကိုတခါလေးပြပြပေးသွားပါမယ်။ Salad လေးရလေးနေတိုင်းပါပါတယ်။သူ့ရဲ့ salad dressing လေးကတော်တော်ကောင်းပါတယ်။ Hotel Queen ရဲ့ breakfast လေးတွေက menu တော်တော်များများစားလို့ကောင်းပါတယ်။ဒီဆက်များကြော်လေးလည်းစားလို့ကောင်းတယ်။ကြက်မွကြော်လေးရလည်းလေမုံမွလေးနဲ့အရင်ကောင်းတယ်။စီထမင်းလေးဆိုလည်းတော်တော်ကောင်းတယ်။အီလေးနဲ့ဒီရ breakfast ကို3ရက်လုံးစားခဲ့ရတဲ့မှာဆိုရင်အကျော်အကောင်းဆုံးပါပဲ။သူ့ရဲ့မကြီးချင်ရရှယ်။တရက်နဲ့တရက်မတူအောင်သူလုပ်ပေးတယ်။ဘူတိကြော်၊ကြက်သွန်ကြော်၊အာလူးကြော်၊မပဲကြော်၊မန္တလေးပဲကြော်စုံနေတာပဲ။ဝင်းခါလေးလည်းရတာလေးမစိုးဘူး။ Day 2ကနိုစင်းခောက်ဆွဲလေးပါလက်ဖက်ချက်ဥရောင်ပါသည်လက်ဖက်ချက်ဥလေးရလဲစားလို့ကောင်းတယ်မန္တလေးဟိုတယ်တွေက breakfast တွေစားလို့ကောင်းတယ်နော်ကီရင်တဲဟိုတယ်မှာလည်း breakfast ကောင်းတယ်ဒီကိုအသစ်လေးပြောင်းတဲ့ကြည့်စင်လို့ရွေးလိုက်ကြစနွေးမကင်းလေးလည်းမစိုးပါဘူးဒါက Day 2ကကြက်ဥပူတင်ဒါလေးကိုပို့ကြိုက်တယ်ပြပြနစ်နစ်လေးနဲ့လေးတော်တော်ကောင်းတယ်လက်ဖေးလေးလည်းမစိုးဘူးဒါ Day 1 breakfast လေးပါသူ့ရဲ့ဤကြကွေးအသားလေးလည်းကောင်းတယ်အထက်ထဲမှာဂျုံတွေလုံးမနေဘူးမီးရှည်က3ထပ်သားနဲ့ဆိုတော့ကေကိုလုံးအောင်ဆွဲဆောင်ထားတယ်စားကြည့်လိုက်တော့သူ့ပဲငပီကအချိုရတာနည်းနည်းကဲတယ်ငံနဲ့အဆက်ကတော့အတော်ပါပဲဒါကဒေကျူရဲ့မုတ်တီတော့မစိုးပါဘူးအကျော်ကဒီနေ့ကို2မျိုးပါတယ်အလှည့်ကျသူကြော်ပြီးတာပေါ့နော်ဒါက Day 3 breakfast ဘလက်ချောင်းထမင်းစော်နဲ့ဝက်မုံချင်းချင်းကြော်တော်တော်ကောင်းတယ် Day 3ရဲ့အမဲစီချမ်းစမ်ဆိုင်ခောက်ဆွဲတော်တော်စားကောင်းတယ်စီနည်းနည်းတော့များတယ်3ရက်လုံးမှာမီနူးတော်တော်များများကေပစက်နဲ့ green တွေ့ပါတယ်ပြီးတော့ရှောက်သွားနေ့လယ်စာကိုကောင်းလက်ရမှာဥကြော်သွားစာတိတ်တော့မကြိုက်ဘူးအုံးစိမ့်နှုတ်ချစ်လေးတော့ကောင်းတယ်ပြန်လာတော့ဟိုတယ်မှာခဏနာညနေကျတော့ကေရဲ့ဆွေးမင်းတိုင်းလေးကိုရောက်လို့လာပါပြီကေကတော့ရေကြိုက်ခင်ဆိုတော့ရေထဲဆင်းပြီးသွားရင်တော်ရုံနဲ့ပြန်မတက်ချင်ဘူး9နာရီ6နာရီတခါလေ9နာရီလောက်ကျတော့မှညစာမမီမှာဆိုလို့မနေ့ပြန်တက်ရတယ်ရေကူးမနေနောက်ရေထဲမှာစိမ်ပြီးတော့အနားယူရတာကိုအရန်ကိုသဘောကျတယ်။ဟိုတယ် rooftop ကနေကြည့်ရတဲ့ sunset ကလည်း city view ကိုအပြည့်မြင်ရတယ်အရန်ကိုပဲလှပါတယ်။ holiday ဆိုတဲ့အရာမျိုးကရောက်ဖို့တော့အရန်ကြတယ်လို့ခံစားရပြီးတော့တကယ်တမ်းဖြတ်တန်းတဲ့အခါကျရင်ကုန်တာအရန်မြန်နေတယ်လို့ပဲနော်။ sunset လေးနဲ့သူ့ရဲ့ restaurant လေးနဲ့ကလည်းအရန် match ဖြစ်တယ်။သူ့ရဲ့ restaurant နေလှမ်းကြည့်ရင်မန္တလေးတောင်လည်းလှမ်းပြီးတော့မြင်ရတယ်။အဝေးကနေမြင်ရတဲ့ပုံစံမျိုးပေါ့လေ။ဒီရဲ့ vlog လေးကလည်းရှင်းနေပြီဆိုတော့အားလုံးဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်။အားလုံးပဲ bye bye မန္တလေး vlog 3မှာပြန်ဆုံမယ်။ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကေကကျေးဇူးအများကြီးတင်ပါတယ်။ like and follow လုပ်ခဲ့ပေးဦးနော်။